ကဲကျွန်တော်ရဲ့အမျိုးတွေခုနကလိုက်ရှိုးထဲမှာကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲအားနာပါတယ်ဗျာကျွန်တော်ခုနလိုင်းကြသွားတာဘလို့ပြောလို့ရမလဲဗျကြည်လင်ပြတ်သားမှုတွေမရှိတော့ဘူးဆိုတော့ကျွန်တော်ကဒါလိုက်ရှိုးလေးကိုပြန်ပြီးတော့ကျွန်တော်ဒါနောက်တစ်ချိန်ပေါ့နောက်တစ်ခါပြန်ပြီးတော့ဒါထပ်မှန်ပြီးလွှင့်လိုက်တာပါဗျာနော်ကျွန်တော်ရဲ့ပုံမှာများကဲကျွန်တော်တို့6ရက်9လမှာ2006ရက်9လ2026မှာကျွန်တော်တို့10ရက်9လ2026ထိကျွန်တော်တပတ်စာမပြောက်ပတ်သည်နဲ့ဟိုးမကြော်မွေးကနန်းမွေးကွက်ပေါ့ဗျာမွေးကွက်ဝမ်းချင်းလေးနဲ့ကျွန်တော်ပြီးခဲ့တဲ့ဘွဲကလိုပဲအောင်မြင်မှုတွေရရှိခြင်းပါတယ်လိုချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကိုတော့ကျွန်တော်လက်ရှိုးလေးကိုပြီးဆုံးတိုင်းအောင်ကြည့်ရှုစေခြင်းပါတယ်ဗျ။ဒါလက်ရှိုးလေးကိုစင်တာဝရစောင့်မျှော်ကြည့်ရှုလေးရကြည့်ကြတော့ဦးလေးအတော်အကိုအမညီလေးညီမလေးများအစင်ထာဝရရှင်လန်းကြပါစေဗျာနော်ကျွန်တော်ခုနှစ်ရက်သားသမီးပေါင်းလဲကျွန်တော်ရဲ့လက်ရှိုးစီစဉ်လေးကိုဝင်ကြည့်ရှုနေကြတဲ့အကိုအမညီလေးညီမလေးဦးလေးအန်ဒီခုနှစ်ရက်သားသမီးပေါင်းလဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာနော်ဘယ်လိုပြောရမလဲ view ကဒီကခုနကလွှင့်နေစဉ်အချိန်ကာလအတွင်းမှာပဲကျွန်တော်400ကျော် view ရှိတာကို9ယောက်10ယောက်ပဲကြာတယ်အာကြီးဖုံးရမယ်ဖြစ်တာလားဘာဖြစ်တာလဲမသိအဲကြောင့်မလို့ဆရာကိုရှေ့အားနေတာတဲ့ခုမှတွေ့တယ်ဟုတ်ကဲ့ပါဦးလင်းလင်းခင်မြလင်းဆရာကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မလျှော်တော့အာမန်နီဇွဲမန်နီနဲ့ကျွန်တော်ရဲ့အမြဲအားပေးလေးရရှိကြတဲ့ဦးလေးတွေအန်ဒီတွေအကိုတွေအမတွေညီလေးတွေညီမလေးတွေကိုကျွန်တော်မရတဲ့နီးရနေပြီးတော့ကျွန်တော်လိုက်ရှိုးလေးတွေကိုတော့ထုံးလင်ပြသပေးနေမှာပါဗျာနော်ကျွန်တော်တို့ view 50ပြည့်ပြီဆိုရင်ကျွန်တော်တို့လိုက်ရှိုးလေးကိုကျွန်တော်တို့စတင်လိုက်ကြရအောင်ဗျာနော်ဗျာကြနေခြင်းအချိန်လေးမှာတဝက်တစ်ပြက်ကြီးရောက်တော့မှကျွန်တော်တို့အဲ့လိုကိုယ့်ကိုယ်ကယာကြီးချဖြစ်သွားတာကဲခုနကကြည်လက်စနဲ့ကြံရှိနေတော့ကိုဆိုင်ရဲ့အမျိုးတွေရောအခုဒါထပ်မှန်ပြီးလိုက်ရှိုးစီစဉ်လေးကိုကြည့်ရှုနေကြတော့ကိုဆိုင်ရဲ့အမျိုးတွေရောကျွန်တော်ခုနကပြလက်စစာရွက်ကလေးကိုကျွန်တော်ထပ်ပြီးတော့ပြပေးလိုက်ပါမယ်ဗျာနော်ဒါကျွန်တော်ဒီ site ဒီစနစ်ကတော့ကျွန်တော်ရဲ့ကိုမများဒါကိုပြီးခဲ့တဲ့ဘက်ကပြီးဆုံးတိုင်းအောင်ကြည့်ရှုသွားရင်ကျွန်တော်ရဲ့ကိုမများဒါအတီဆုံးပါဗျကျွန်တော်ရဲ့ channel ထဲမှာကြည့်ရှုနေကြတယ်ကဲဒီကကျွန်တော်ဒါစပဲခေါ်ပေးလိုက်မယ်ဗျာနော်ဒါကျွန်တော်တို့ကအပြီးဖြစ်သွားပြီဆိုတော့ဒီတစ်ကဲဒီ9ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းချင်းတွေက4ရဲ့လို့ဖြစ်လို့4တလုံးကမပြောက်ပတ်သည်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီမှာ2 4 3ညာ4ဆိုပြီးကျွန်တော်တို့အားမဟုတ်ပါဘူး9ရဲ့လို့ဖြစ်လို့9တလုံးမပြောက်ပတ်သည်ပါတဲ့ဆိုတော့ကျွန်တော်ကိုမများကျွန်တော်တို့96ဆိုပြီးဒီမှာလာကစားခဲ့ပါတယ်တဲ့ကဲဒါကျွန်တော်ရဲ့ကိုမများအိမ်မှာကလင်နာရှိတဲ့ကိုမများရောအခုလိုက်ရှိုးစီစဉ်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ရှုနေကြတဲ့ကိုမများရောဒါလေးကိုပြီးဆုံးနိုင်အောင်စစ်ကြည့်လိုက်ကြပါဗျကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ခုနကကျွန်တော်လက်ရှိပြတာနေတဲ့အချိန်လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဟိုပြပြပြန်ဗျနော်ကျွန်တော်ခုနဒီကိုရောက်သွားပြီဆိုတော့ကျွန်တော်ကိုမများကျွန်တော်တို့ဒီနားပဲကျွန်တော်တို့စပြီးပြလိုက်ကြမယ်ဗျနော်ပြီးရင်လည်းကျွန်တော်ရဲ့ကိုမများကျွန်တော်ခူးမကျော်လုံးမိုင်စနေကောမွေးကနန်းလေးတွေရောကျွန်တော်ရဲ့ကိုမပြတာပေးပါဦးမယ်ဗျဒီတုံညရဲ့ဒီတုံညဒီ6ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့ကျွန်တော်တို့ဒါမှင်းနေနဲ့သွားမှာဗျာနော်ဒီ6ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ9ရဲ့လို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ4ပါတဲ့ဆိုတော့4တလုံးကလည်းမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ကိုမများကျွန်တော်တို့1 4 4 3
ခွန်လေးဆိုပြီးတော့43ဆိုပြီးတော့ကျွန်တော်ကိုမများကျွန်တော်တို့3ချိန်တီတီ4ချိန်တီတီကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုဆက်ကြည့်လိုက်ကြရအောင်ဒီ4ရဲ့ဒီနှလုံးပေါင်းချင်းဒီက8ရဲ့လို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ9ရဲ့လို့ဖြစ်တော့ကြောင်းနဲ့9တလုံးကလည်းနောက်ပွဲမှာမပြောက်ပတ်သေးပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ညာ9 3 9 50နဲ့မှ4 80နဲ့မှ5ဆိုပြီးကျွန်တော်တို့4ချိန်တီတီကစားပြီးသွားခဲ့ကြပါတယ်တဲ့ကျွန်တော်ရဲ့ live show စီစဉ်လေးကိုမြေစင်တာဝရစောင့်မြကြည့်ရှုအားပေးလေးရရှိကြတော့အကိုမဦးလေးအန်ဒီညီလေးညီမလေးများစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျခွန်ရသားသမီးပေါင်းစိတ်ချမ်းသာလို့ကိုကျမ်းမာကြပါစေဗျကျွန်တော်ရဲ့ live show စီစဉ်လေးကိုဝင်ရောက်ကြည့်ရှုနေကြတော့ကျွန်တော်ရဲ့အကိုမများကျွန်တော် live show လေးကိုကြိုင်နေတဲ့လို့ပဲကြည့်ရှုဒီပဲဖြစ်စေဝေဖန်ကြံပြုခြင်းလို့ကြည့်ရှုနေကြသည်ပဲဖြစ်စေပြီးဆုံးတိုင်အောင်ကြည့်ရှုသွားစေချင်ပါတယ်ဗျလိုက်တဲ့လက်မလေးတွေဖြင့်ကျွန်တော်ရဲ့ live show လေးကိုအားပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်ဗျဒါမှလည်းကျွန်တော်လည်း live လွှင့်ရတာအားလေးရှိမှာပေါ့ဗျာနော်ကဲ channel လေးကို subscribe မလုပ်ရသေးတယ်ကျွန်တော်ရဲ့ကိုမများလည်း channel လေးကို subscribe ကလေးနှိပ်ပေးထားကြပါဗျအခုကျွန်တော် live show ထုတ်လွှင့်နေတဲ့ကျွန်တော်ရဲ့ channel အကောက်ကလေးရဲ့ caption ပေါ်မှာလည်းကျွန်တော်အပေါ်သားလေး caption ပေါ်လေးမှာလည်းကျွန်တော် link လေးတစ်ခုချပေးထားပါတယ်ဗျအဲ့ဒီ link လေးရာဆိုရင်လည်းကျွန်တော်ရဲ့ channel အသစ်ကလေးပါဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုလက်ရှိထုတ်လွှင့်နေတဲ့ channel တွေဒီချိန်မရွေးဟိုအပန်းခံနိုင်တာကြောင့်ကျွန်တော်ရဲ့ပုံမှန်များဒီ channel လေးကိုသွားပြီးတော့လေ subscribe ကလေးတွေနှိပ်ထားစေချင်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့နောက်တစ်site ကိုသွားကြည့်ကြရအောင်ကဲဒီကနန်း3လုံးပေါင်းချင်းစီရ8ရလို့ဒီကနန်းနှလုံးပေါင်းချင်းစီရ8ရလို့ဖြစ်လို့ဒီခွန်နယ်ပေါင်းချင်းစီရ9ရလို့ဖြစ်လို့9တလုံးကမပြောက်ပတ်သေးပါဆိုတော့ကျွန်တော်ရဲ့ပုံမှန်များကျွန်တော်3ညာ9 3 9 54 85ဆိုပြီးတော့4ချိန်တီတီကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုသွားကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ3ရဲ့ဒီ8ရဲ့တဲ့ဒီကနန်း3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့6ရဲ့လို့ဖြစ်လို့6တလုံးကလည်းနောက်ဘက်မှာမပြောက်ပတ်သေးပါဆိုတော့ကျွန်တော်ရဲ့ကိုမများ60 3.6ဆိုပြီးတော့ကျွန်တော်2ကြိမ်တိတိကစားပြီးသွားခဲ့ပါတယ်တဲ့ဒါတော့ကျွန်တော်ဒီမှာကတနင်္လာနေ့ပိတ်ရရှိနေကြမှာကျွန်တော်ဒီဘက်ယူလို့မရအောင်ဆိုတော့ကျွန်တော်နောက်တစ်ဘက်ကိုသွားကြည့်လိုက်ကြရအောင်ဒီ6ရဲ့ဒီ8ရဲ့တဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့4ရဲ့လို့ဖြစ်လို့တဲ့ဒီ6နဲ့ပေါင်းရင်းဒီက3ညရေလို့ဖြစ်တော့ကြောင့်3ညတလုံးကလည်းနောက်တော့ဘွဲမှာမပြောက်ပတ်သေးပါဆိုတော့ကျွန်တော်ဒီကမှများကျွန်တော်တို့3ည1ဆိုပြီးတော့ဒီမှာလာပြီးကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ဆိုင်ကိုသွားကြည့်လိုက်ကြရအောင်ဒီနှစ်ကဒီနှလုံးပေါင်းရင်းဒီက4ရေလို့ဖြစ်လို့တဲ့ဒီ1နဲ့ပေါင်းရင်းဒီက9ရေလို့ဖြစ်တော့ကြောင့်9တလုံးကနောက်တော့ဘွဲမှာမပြောက်ပတ်သေးပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့50နဲ့မှ2ဆိုပြီးတော့ဒီမှာဂျာတာပတိနဲ့ညနေစီမှာပဲလာရောက်ပြီးကစားပေးသွားခဲ့ပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုသွားကြည့်လိုက်ကြရအောင်ဒီ3ညရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းရင်းဒီက6ရဲ့လို့ဖြစ်3ရဲ့လို့ဖြစ်လို့ဒီ6နဲ့ပေါင်းရင်းဒီက9ရဲ့လို့ဖြစ်တော့ကြောင့်9တလုံးဟာလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့ကျွန်တော်တို့ရှေ့ဦးစွာတနင်္လာနေ့မနေ့စီမှာပဲ50နဲ့မှ9ဂျာတာပတိနဲ့မနေ့စီမှာ29ဆိုပြီး2ကြိမ်တိတိကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်နောက်တစ်ပွဲကိုသွားကြည့်လိုက်ကြရအောင်ကျွန်တော်ရဲ့ကိုမများဒီ9ရဲ့ဒီ1ကဒီနှလုံးပေါင်းရင်းဒီက3ညရေလို့ဖြစ်လို့တဲ့ဒီ8နဲ့ပေါင်းရင်းဒီက8ရေလို့ဖြစ်တော့ကြောင့်8တလုံးဟာနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါပဲတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်8ဟာဆိုရင်2ဆိုင်ရရှိသွားပါပြီရှစ်ပတ်ဒီရဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့2ဆိုင်ရရှိသွားပါပြီပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဗရေလိုင်းလေးကိုတစ်ချက်သွားပြီးတော့ကျွန်တော်တို့တစ်ချက်ပြပြဦးမယ်ဗျာပြီးတော့မှကျွန်တော်ရဲ့ကိုမများကိုကျွန်တော်တို့ဒီရှစ်တလုံးပိုင်းနဲ့မွေးကနန်းလေးကိုကျွန်တော်ပြသပေးမယ်ပေါ့ဗျာကျွန်တော်စာရွက်တွေခဏလေးလိုက်ပါဦးမယ်ဗျာနော်တဲ့ကွယ်ကျွန်တော်ရဲ့ကိုမများမြင်ကြတွေ့ကြရရလားမသိဘူးဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ပြီးခဲ့တဲ့ဘွဲကဟူးမကျော်9-3ပရိပေးထားခဲ့တာကျွန်တော်ရဲ့ကိုမများကျွန်တော်တို့30ဆိုပြီးတော့ဒီမှာလာပြီးကစားပေးသွားခဲ့ပါတယ်ပေါ့ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီတစ်ပတ်ကဟာလေးကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဒီ3ညရဲ့ဒီ6ကဒီနှလုံးပေါင်းရင်းဒီက4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါဒီကကို4-9ဒီကဟူးမကျော်မှာ
ကျွန်တော်ရဲ့ကိုမများဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ဒါဟူးမကျော်ဗရိတ်ပါဗျာနော်ဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နှစ်ဘူးဆိုပြီးတော့၄ဗရိတ်ဒီမှာလာပြီးကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်နောက်တစ်စိုက်ကိုသွားကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ4ရဲ့ဒီနှလုံးပေါင်းချင်းဒီကလည်းကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက4 9လေးဒီကဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့40ဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီမှာလာပြီးကစားပေးသွားခဲ့ပါတယ်4ဗရိတ်95ဆိုပြီးတော့၄ဗရိတ်ဒီမှာလာပြီးကစားပြီးသွားခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုသွားကြည့်လိုက်ကြရအောင်ဒီနှစ်ကယ်ဒီ8ကယ်ဒီနှလုံးပေါင်းချင်းဒီက3ညရေလို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီကငါ3ည5ဒီကဗရိတ်အဖြစ်နောက်တစ်ပွဲမှာဟူးမကျော်မှာကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့28ဆိုပြီးတော့3ညဗရိတ်ကစားပေးသွားခဲ့ပါတယ်တဲ့ငါ3ညဗရိတ်ရဆိုရင်3ညဗရိတ်ကစားပေးသွားခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ပွဲကိုသွားကြည့်ကြရအောင်ဒီနှစ်ကဒီ3ရဲ့တဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါကြီးက3ည9 3ညဒီကsorry ကျွန်တော်ဒီဘက်မှာ9 3ညကဗရိတ်အဖြစ်ကစားပြရပါမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီနေ့နာလေးပိတ်ရရှိတာတော့ကျွန်တော်ရဲ့ကိုမများ96ဆိုပြီးတော့ကျွန်တော်တို့9ဗရိတ်ဒီမှာလာပြီးကစားပြီးသွားခဲ့ပါတယ်တဲ့ကျွန်တော်ဒီဘွဲကဟူးမကျော်ကစားလာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ဒီဘွဲကတနင်္လာအင်္ဂါဗုဒ္ဓဖူး3ရက်ဖောင်းတဲ့အတွက်ကြောင့်ကျွန်တော်ဒီဘွဲကိုကျွန်တော်တို့ယူလို့မရပါဘူးဆိုတော့ကျွန်တော်နောက်တစ်ဘွဲကိုယူလဲကျွန်တော်ရဲ့ကိုမများပြလို့မရပါဘူးဆိုတော့ကျွန်တော်နောက်တစ်ဘွဲကိုသွားယူကြည့်လိုက်ကြရအောင်ဗျာနော်ဒါပေမဲ့ဗရိတ်ကတော့မဖောက်ခဲ့ပါဘူးဒီနှလုံးပေါင်းချင်းကြီးက9ရက်လို့ဖြစ်လို့9ရက်ပါဝါကြီးကလေ9လေးကြီးကဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဒီမှာ59ဆိုပြီး4ဗရိတ်ကျွန်တော်2ရက်ထက်ဆော့တာတော့ကစားပြီးသွားခဲ့ပါသေးတယ်တဲ့ကျွန်တော်ရဲ့ကိုမများဒါဆိုရင်ကျွန်တော်တို့ကဒီຢာတွေကိုကျွန်တော်ကလိုက်ဓာတ်ရိုက်ထုံးလင်းပြသနေတဲ့နေရာမှာကျွန်တော်တက်တင်နေတကွကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ပြသလေးရအမြဲတမ်းရှိပါတယ်ဗျဘယ်တော့ခါမှလည်းကျွန်တော်ရဲ့ကိုမများကိုလောက်ကြံလီစေပြီးတော့လေကျွန်တော်ဘယ်တော့မှမပြသခဲ့ပါဘူးဒါကိုကျွန်တော်ရဲ့ကိုမများဒါကိုအမြဲတမ်းအစင်ထာဝရအတီဆုံးပါပဲဗျတကယ်ဒါဆိုရင်ဒီ9ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီက2ရဲ့လို့ဖြစ်လို့2ရဲ့ပါဝါကြီးက2ခွန်ဒီကကျွန်တော်ရဲ့ကိုမများဟိုးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့52ဒီခွန်ဗရိတ်48ဒီ2ဗရိတ်2မျိုးသလုံးကစားပေးသွားခဲ့ပါတယ်တဲ့ကဲ290တော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုမများရဲ့305တော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့လက်ရှိုးလေးကိုဝင်လာကြတဲ့9သားသမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျကျွန်တော်ရဲ့လက်ရှိုးလေးကိုတိုင်းနဲ့တက်လို့ပဲကြည့်ရှုနေကြသည်ပဲဖြစ်တယ်ဝေဖန်အကြံပြုခြင်းလို့ကြည့်ရှုနေကြသည်ပဲဖြစ်တယ်ကျွန်တော်ရဲ့ကိုမများပြီးဆုံးတိုင်းအောင်တော့ကျွန်တော်အနေနဲ့ကြည်သွားစေခြင်းပါတယ်ဗျဘာကြောင့်ဒါကြောင့်မှလည်းကျွန်တော်တို့ site တစ် site ရဲ့ကဏ္ဍတစ်လုံးရဲ့ရတာကိုကျွန်တော်တို့မြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားမှန်ကိုလည်းကျွန်တော်တို့ခွဲခြားလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုမများပြီးဆုံးတိုင်းအောင်ကျွန်တော်အနေနဲ့ကြည်ရှုစေခြင်းပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်ရဲ့အမျိုးတွေကျွန်တော်ဆက်သွားလိုက်ကြရအောင်ကျွန်တော်ဒီဘွဲကတောက်ကြနေပိတ်ရရှိတော့ကျွန်တော်တို့ဒီဘွဲယူလို့မရဘူးဆိုတော့နောက်တစ်ဘွဲကိုသွားလိုက်ကြရအောင်ကျွန်တော်ရဲ့ကိုမများဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီက6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့ပါဝါဒီက6တစ်ဒီကဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများ56ဒီတေဗရိတ်60ဒီ6ဗရိတ်ဆိုပြီးတော့တေဗရိတ်ကို6ဗရိတ်ကို2မျိုးသလုံးကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ဘွဲကိုဆက်ကြည့်လိုက်ကြရအောင်ဒီနှစ်ကဒီ9ရဲ့တဲ့ဒီနှလုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်တော့တဲ့1ရဲ့ပါဝါဒီက6 6ဒီကကျွန်တော်ရဲ့ကိုမများဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့3ဘူးဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့6ဗရိတ်ကစားပေးသွားခဲ့ပါတယ်တဲ့ကဲတဲကွဲကွဲရောကျွန်တော်ရဲ့အမျိုးတွေမြင်ကြရရဲ့လားမသိဘူးဗျာနော်မြင်ရရင်ကျွန်တော်ရဲ့မြင်ရတယ်ဆိုတဲ့အကြောင်းလေး comment မှာမှတ်ပေးကြပါဦးဗျခွန်းကလို့ကျွန်တော်ဖြစ်သွားမှာဆိုလို့ပါဗျာနော်ဒီခွန်ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီက3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီကငါ3ည5ဒီကဟူးမကျော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်3ည5ဆိုပြီးတော့5ဗရိတ်ကစားပေးသွားခဲ့ပါတယ်80ခွန်ဆိုပြီးတော့လေကျွန်တော်ရဲ့ကိုမများ5ဗရိတ်ကစားပေးသွားခဲ့ပါတယ်တဲ့ကဲ400ပြေဖို့9ရောက်တာလို့ပါတော့တဲ့ကျွန်တော်ရဲ့ကိုမများလိုက်တဲ့လက်မ4ဒီအရန်အားနေနေတယ်ဗျာကိုဆိုင်ရဲ့အမျိုးတွေမြင်ရပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးပါခုလိုပြန်ပြီးတော့မှန်ပြီးတဲ့အတွက်ဒီခွန်ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့2ရဲ့လို့ဖြစ်လို့2ရဲ့ပါဝါဒီကခွန်
နှစ်ခွန်ဒီယာဟူးမကြော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့ဒါအရှင်လိုက်ဆိုရင်ကျွန်တော်တို့ဒါ3ရက်အတွင်းဆိုတော့ဟူးမကြော်3ရက်အတွင်းဆိုတော့ဒါ3ချိန်ကစားခဲ့တာဆိုတော့3ညနှစ်ကအင်္ဂါနေ့မှာကျွန်တော်တို့ဒါကစားမယ်ကဏ္ဍပေါ့ဗျာနှစ်ဗရိတ်ကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ပွဲကိုဆက်ကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ6ရဲ့ဒီနှလုံးပေါင်းရင်းဒီရလဲ9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါဒီရ3ည9 3ညဒီရဟူးမကြော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့46ဒီ3ညဗရိတ်96ဒီ5ဗရိတ်ဆိုပြီးတော့4ဗရိတ်3ညဗရိတ်ကော5ဗရိတ်ကိုကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဗရိတ်2မျိုးသလုံးကစားပြီးသွားခဲ့ပါတယ်တဲ့ဟူးမကြော်မှာဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီတစ်ကဒီနှစ်ကဒီနှလုံးပေါင်းရင်းဒီရ3ရက်လို့ဖြစ်လို့3ရက်ပါဝါဒီရ8 3 8ဒီရဟူးမကြော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့35ဒီ10ဗရိတ်26ဒီ10ဗရိတ်ဆိုပြီးတော့ကျွန်တော်10ဗရိတ်2ကြိမ်ကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ပွဲကိုဆက်ကြည့်လိုက်ကြရအောင်ဒီတစ်ကဒီ6ကဒီနှလုံးပေါင်းရင်းဒီရကျွန်တော်ရဲ့ကိုမများခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါဝါဒီရ2ခွန်နှစ်ဒီရကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဟူးမကြော်မှာဗရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ကိုဆိုပြီးတော့2ဗရိတ်98ဆိုပြီးတော့ခွန်ဗရိတ်2ဗရိတ်ကိုခွန်ဗရိတ်ကိုကျွန်တော်တို့2မျိုးသလုံးကစားပြီးသွားခဲ့ပါတယ်တဲ့ကဲ900ကျော်တော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့လိုက်ရှိုးလေးကိုဝင်လာကြတဲ့900သားသမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာနော်ကျွန်တော်ရဲ့လိုက်ရှိုးလေးကိုဝင်လာကြတဲ့စင်တာဝရအားပေးလေးရရှိကြတော့ကိုဆိုင်ရဲ့အမျိုးတွေပြည့်စုံနိုင်အောင်ကြည့်ရှုစေခြင်းပါတယ်ဗျလိုက်တဲ့လက်မလေးတွေနဲ့ကျွန်တော်လိုက်လက်မလေးတွေနဲ့လည်းအားပေးစေခြင်းပါတယ်ဗျလိုက်လက်မလေးတွေအားပေးတာအရန်အားနေနေပါတယ်ဗျနော်ကဲဒါဆိုရင်ကျွန်တော်တို့နောက်တစ်စိုက်ကိုတွားကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ8ကတဲ့ဒီကဏ္ဍနှလုံးပေါင်းရင်းဒီရလဲ3ရက်လို့ဖြစ်လို့3ရက်ပါဝါဒီရ8 38ဒီရကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဗရိတ်အဖြစ်ကျွန်တော်တို့ဟူးမကြော်မှာကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့30ဆိုပြီးတော့3ဗရိတ်ကစားပေးသွားခဲ့ပါတယ်တဲ့ဒါကျွန်တော်ရဲ့ကိုမများကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်လိုက်ရှိုးလေးမှာ9-3ဗရိတ်ပေးထားခဲ့တဲ့ site စနစ်ပါဗျဒါနဲ့ကျွန်တော်ချမရေးပေးထားခဲ့မိလိုက်ဘူးဗျနော်ကျွန်တော်ပြတဲ့လိုက်ရှိုးထဲမှာတော့ပါခဲ့ပါတယ်ပေါ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီ6ကဒီ2ကတဲ့ဒီနှလုံးပေါင်းရင်းဒီရလဲ8ရလို့ဖြစ်တော့ကြောင်းနဲ့8ရပါဝါဒီရ383ဒီရကျွန်တော်ရဲ့ကိုမများဟူးမကြော်မှာဗရိတ်ပါတဲ့ဟူးမကြော်မှာဗရိတ်အဖြစ်ကစားပေးရပါမယ်တဲ့ဒီ83ဗရိတ်ကိုကျွန်တော်တို့ဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တစ်ချက်ပြပေးပါမယ်ဗျာနော်ဒီနှစ်ကဒီ3ရဲ့ဟောဒီ6ရဲ့တဲ့ဒီကဏ္ဍ3လုံးပေါင်းရင်းဒီဟာsorry ကျွန်တော်ဒါကိုအရင်ခေါ်ပြပါမယ်ဗျာနော်ဒီ3ရဲ့ဒီ6ဒီ3ရဲ့ဒီနှလုံးပေါင်းရင်းဒီဟာ6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့ပါဝါဒီဟာ161ဒီဟာကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဗရိတ်ပါတဲ့ဒီ61ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီနှစ်ကဒီ3ရဲ့နှလုံးပေါင်းရင်းဒီဟာ9ရဲ့လို့ဖြစ်လို့ဒီ6နဲ့ပေါင်းရင်းဒီဟာကျွန်တော်ရဲ့ကိုမများကျွန်တော်တို့1ရဲ့လို့ဖြစ်တော့ကြောင်းနဲ့1ရဲ့ပါဝါဒီဟာ6 1ရဲ့နက်ခတ်ဒီဟာ8 168ထီတော့61ဗရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့168ထီတော့168ထီတော့61ဗရိတ်ပါဆိုတော့6ထီတော့1ဗရိတ်6ထီတော့6ဗရိတ်2မျိုးသလုံးကျွန်တော်တို့ကစားပြီးသွားခဲ့ပါတယ်တဲ့ကျွန်တော်ရဲ့ကိုမများတဲကွက်ရှင်းရှင်းလင်းလင်းရောမြင်ကြရလားဗျမြင်ရရင်တစ်ချက်တော့မှတ်မိကြပါအောင်ဗျလိုက်တဲ့လက်မလေးတွေနဲ့လည်းအားပေးကြပါဗျနော်ကျွန်တော်ရဲ့ကိုမများကဲဒီတစ်ကဒီနှစ်ကဒီနှလုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ရက်sorry ကျွန်တော်1ချင်းကိုအရင်ခေါ်ပေးရမှာဗျနော်ဒီနှစ်ကဒီ9ရက်တဲ့ဒီနှလုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများ1ရက်လို့ဖြစ်လို့တဲ့ဒီ1ရက်ပါဝါဒီက616ဒီကဗရိတ်ပါတဲ့ဆိုတော့ကျွန်တော်က16 BK လို့ကျွန်တော်မှတ်လိုက်မှာဗျနော်16ဒီကဗရိတ်16ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဒီတစ်ကဒီနှစ်ကဒီနှလုံးပေါင်းရင်းဒီက3ရက်လို့ဖြစ်လို့တဲ့ဟာဒီ9နဲ့ပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့8ရက်လို့ဖြစ်တော့ကြောင်းနဲ့8ရက်ပါဝါဒီက8ရက်နက်ခတ်ဒီက1
831ထီတော့16ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ဘူးဆိုပြီးတော့ကျွန်တော်တို့6ပရိတ်3ထီတော့6ပရိတ်ကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီခွန်ရယ်ဒီ3ရယ်ဒီနှလုံးပေါင်းချင်းဒီဟာ3ညရယ်လို့ဖြစ်လို့တဲ့ကျွန်တော်ဒီအောက်ကလေးမှာပဲချရေးပေးလိုက်မယ်ဗျာနော်3ညရယ်လို့ဖြစ်လို့တဲ့3ညရယ်ပါဝါဒီကငါ3ည5ဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ပရိတ်ပါတဲ့ဒီ3ည5ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီ6ရဲ့ဒီခွန်ရဲ့ဒီနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့တဲ့ဟောဒီ3နဲ့ပေါင်းချင်းဒီက3ညရယ်လို့ဖြစ်တော့ကြောင်းတဲ့3ညရယ်ပါဝါဒီကငါ3ညရယ်နက်ခတ်ဒီကခွန်3ည5ခွန်ထီတော့3ည5ပရိတ်ကဟူးမကျော်မှာကစားပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ဒီကောင်မများကျွန်တော်တို့3ညထီတော့5ထီတော့5ပရိတ်3ည5ဆိုပြီးတော့ကျွန်တော်တနင်္လာနေ့မနေ့ဈေးမှာပဲစတင်ပြီးတော့ကစားထားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုတွားကြည့်လိုက်ကြရအောင်ဒီကနန်းနှလုံးဒီခွန်ရယ်ဒီ9ရယ်ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရေပုံမှာများ2ရယ်လို့ဖြစ်လို့တဲ့2ရယ်ပါဝါဒီရခွန်2ခွန်ဒီရပရိတ်ပါတဲ့ဒီ2ခွန်ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီ8ကယ်ဒီခွန်ရယ်ဒီနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီခွန်နယ်ပေါင်းချင်းဒီက2ရယ်လို့ဖြစ်တော့ကြောင်းတဲ့2ရယ်ပါဝါဒီရခွန်2ရယ်နက်ခတ်ဒီရ3ညနှစ်ခွန်3ညထီတော့နှစ်ခွန်ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရေကိုမများဒါကျွန်တော်တို့အစင်လိုက်ဆော့မယ်ဆိုရင်ပြည့်ရမရှိပဲအစင်လိုက်ဆော့ရမယ်ဆိုရင်ဒီကနန်းကကျွန်တော်တို့ဒါအင်္ဂါနေ့မှာဆော့ရမယ်နှစ်ပရိတ်ပါဗျာနော်3ညနှစ်ဆိုပြီးတော့ကျွန်တော်တို့ဆော့ပေးသွားခဲ့ပါတယ်တဲ့နှစ်ထီတော့3ညထီတော့ဒါဆိုရင်ကျွန်တော်ရေကိုမများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ6ရဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရေကိုမများကျွန်တော်တို့9ရယ်လို့ဖြစ်တော့ကြောင်းနဲ့9ရယ်ပါဝါဒီက3ညတဲ့9 3ညဒီကပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရေကိုမများဒီ9 3ညပရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့sorry ကျွန်တော်ခဏကြော်သွားတယ်ဗျဒီမှာကြော်ပါဒီရတဲ့ရှေ့ပါပဲအတူတူပါပဲရှေ့ချင်းဖြစ်လို့ဒီ3ညရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်တော့ကြောင်းနဲ့ဒီ3ညနဲ့ပေါင်းချင်းဒီကလည်း9ပါပဲတဲ့ဆိုတော့ကျွန်တော်ရဲ့ပုံမှန်များ9ရဲ့လို့ဖြစ်တော့ကြောင်း9ရဲ့ပါဝါဒီက4 9ရဲ့နက်ခတ်ဒီက6 9 4 6ထီတော့9 3ညပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ပုံမှန်များ6ထီတော့ဒီမှာ96 5ပရိတ်6ထီတော့3ညပရိတ်46တဲ့ဆိုကျွန်တော်ဒီပုံမှာများကျွန်တော်တို့နှစ်ကွက်သလုံးတစ်ပရိတ်ကို6ပရိတ်ရောကျွန်တော်ပရိတ်2မျိုးသလုံးကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ပုံမှာများကျွန်တော်တို့3ညပရိတ်ကို5ပရိတ်ကိုဒီမှာ2မျိုးသလုံးကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ပုံမှာများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီနှစ်ကဒီတစ်ကတဲ့ဒီနှလုံးပေါင်းချင်းကြီးရလဲကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ရယ်လို့ဖြစ်တော့ကြောင်းနဲ့3ရယ်ပါဝါဒီရ8 38ဒီရကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ပရိတ်ပါတဲ့ဒီ38ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီနှစ်ကဒီနှလုံးပေါင်းချင်းကြီးရ4ရယ်လို့ဖြစ်တော့ကြောင်းနဲ့ဒီတစ်ကပေါင်းချင်းကြီးရ9ရယ်လို့ဖြစ်တော့ကြောင်းနဲ့9ရယ်ပါဝါဒီရ3ည9ရယ်နက်ခတ်ဒီရ3 9 3ည3ထီတော့38ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ထီတော့10ပရိတ်3ထီတော့10ပရိတ်ဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့10ပရိတ်35ဆိုပြီးတော့ကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ဆိုင်ကိုသွားကြည့်လိုက်ကြအောင်ကျွန်တော်ဒီအောက်မှာပဲချရေးပေးလိုက်ပါမယ်ဗျာနော်တဲတဲကွယ်ကွယ်လေးမြင်အောင်
ဒီတစ်ကဒီ6ကတဲ့ဒီနှလုံးပေါင်းချင်းစီကခွန်ရယ်လို့ဖြစ်တော့ကြောင်းနဲ့ခွန်ရဲ့ပါဝါဒီကနှစ်ခွန်နှစ်ဒီကပဋိပ်ပါတဲ့ဆိုတော့ကျွန်တော်ရေကိုမများဒီခွန်နှစ်ပဋိပ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရေကိုမများဒီ3ရယ်ဒီ6ကဒီနှလုံးပေါင်းချင်းစီက9ရယ်လို့ဖြစ်တော့ကြောင်းနဲ့ဒီ3ညနဲ့ပေါင်းချင်းစီကလည်း9ပါပဲတဲ့ဆိုတော့ကျွန်တော်ရေကိုမများ9ရယ်ပါဝါဒီက9ရယ်နခတ်ဒီက6 946ထီတော့ခွန်နှစ်ပရိပ်ပါတဲ့ဆိုတော့ကျွန်တော်ရေကိုမများ9ထီတော့ခွန်ပရိပ်90နဲ့မှာ8 9ထီတော့နှစ်ပရိပ်30နဲ့မှာ9ဆိုပြီးတော့ကျွန်တော်ရေကိုမများကျွန်တော်တို့ကစားပေးသွားခဲ့ပါတယ်တဲ့ခွန်ပရိပ်ကောနှစ်ပရိပ်ကောကျွန်တော်ရေကိုမများဒါဆိုရင်ကျွန်တော်ရေကိုမများကျွန်တော်တို့နောက်တစ်စိုက်ကိုသွားကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ8ကဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရေကိုမများ3ရဲ့လို့ဖြစ်တော့ကြောင်းနဲ့3ရဲ့ပါဝါဒီက8 38ဒီကပရိပ်ပါတဲ့ဆိုတော့နော်ဒီနေရာလေးမှာရေးပေးလိုက်မယ်ဗျာနော်38ဒီကပရိပ်ပါတဲ့ဒီ38ပရိပ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရေကိုမများဒီ6ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်တော့ကြောင်းနဲ့ဒီ4နဲ့ပေါင်းချင်းဒီက9ရဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ရေကိုမများ9ရဲ့ပါဝါဒီက3ညာ9ရဲ့နခတ်ဒီက3 9 3ညာ3ထီတော့38ပရိပ်ပါတဲ့ဆိုတော့ကျွန်တော်ရေကိုမများကျွန်တော်တို့3ညာထီတော့3ပရိပ်3ထီတော့3ပရိပ်ဆိုပြီးတော့ကျွန်တော်ရေကိုမများကျွန်တော်တို့30ဆိုပြီးတော့ဗုဒ္ဓဟူးနေ့မနေ့စင်းမှာပဲကျွန်တော်တို့ကစားပြီးသွားခဲ့ပါတယ်တဲ့အခုပြနေတဲ့ပရိလိုင်းကြီးကျွန်တော်ရေကိုမများကျွန်တော်တို့ခူးမကြော်ပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်ရေကိုမများကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်ဒီ6ကဒီ2ကဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရေကိုမများကျွန်တော်တို့8ရလို့ဖြစ်လို့တဲ့8ရဲ့ပါဝါဒီက3 83ဒီကကျွန်တော်ရေကိုမများဗရိတ်ပါတဲ့ဒီ83ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီ2ကဒီ6ကကဏ္ဍနှလုံးပေါင်းချင်းဒီက8ရလို့ဖြစ်တော့ကြောင်းနဲ့ဒီ6နဲ့ပေါင်းချင်းဒီကကျွန်တော်ရေကိုမများကျွန်တော်တို့6ရလို့ဖြစ်လို့တဲ့6ရဲ့ပါဝါဒီကဒီ6ရဲ့နခတ်ဒီက9 6တိကိုထီတော့83ပရိပ်ပါတဲ့ဟူးမကျော်မှာကျွန်တော်ရေကိုမများ900ကျော်တော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာနော်ကိုဆိုင်ရောအမြဲချစ်ခင်အားပေးလျက်ရှိကြတော့ကိုဆိုင်ရဲ့အမျိုးတွေစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာနော်ကဲဒါဆိုရင်ကျွန်တော်ရေကိုမများကျွန်တော်တို့ဝမ်ချင်းပြီးခဲ့တဲ့ပွဲကလိုပဲဝမ်ချင်းစနစ်ကလေးကိုကျွန်တော်တို့မသွားခင်ကျွန်တော်ရဲ့အကိုမများကိုကျွန်တော်ဒါကုန်းက10ပတ်ကြီးပြထားတဲ့ site ကလေးပါဗျာနော်ဒါလေးကိုကျွန်တော်ရဲ့အကိုမများကုန်းကကျွန်တော်ပြင်းနေမှာဆိုလို့ပတ်ကြီးကိုမပြောက်ပတ်ကြီး site ကြီးပြရင်ကျွန်တော်ဒါလေးကိုပြန်ပြောင်းပြပေးလိုက်တာပါဗျာနော်မမမီတဲ့ကျွန်တော်ရဲ့ကောင်မများ second shot လေးတွေရိုက်ယူသွားပါကျွန်တော်ပြီးရင်လည်းနောက်ကျောင်းမှာတစ်ချက်ရေးပေးပါဦးမယ်ဗျပြီးဆုံးတိုင်အောင်ကြည့်ရှုပေးကြပါဗျနော်ကျွန်တော်ရဲ့ကောင်မများကျွန်တော်ဘယ်စနစ်ကိုအရင်ပြရင်ကောင်းမလဲဆိုတော့ကျွန်တော်ရဲ့ကောင်မများကိုပရိလိုင်းလေးလည်းပြီးသွားပြီပတ်ဒီ site ကလေးကိုပတ်ဒီ site ကလေးမဟုတ်ဗျကျွန်တော်ဝမ်ကြီးစနစ်ကိုကျွန်တော်အရင်ပြပေးလိုက်ဦးမယ်ဗျာနော်ကျွန်တော်စာရွက်တွေကတအားမဲဝမ်ကျွန်တော်ကိုမှများကြီးရှာရှုရတာအမြင်လို့မကောင်းတော့ဗျာတအားမဲတူပေါ့ဒါဆိုကျွန်တော်စော့ပင်အနက်ကလေးနဲ့ပွားလိုက်ကြမယ်ဗျာနော်ဟိုမကြော်ဝမ်ကြီးတက်လာပါပြီဗျာကျွန်တော်နှစ်ပွဲတီးတီးကျွန်တော်ဟူးမကြော်မှာကျွန်တော်အင်္ဂါတလင်းလာမှာကြီးပဲအောင်မြင်မှုတွေဇက်တိုက်ရရှိနေတဲ့စနစ်ကလေး site ကလေးပါဗျဒီ9ရဲ့ဒီနှလုံးပေါင်းချင်းကြီးကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့
တုံညရဲ့လို့ဖြစ်လို့တဲ့တုံညရဲ့ပါဝါဒီကငါတုံညာငါဒီကဟူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့တုံညာဘူးဆိုပြီးတော့ဒီမှာကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီနှစ်ကဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီကလည်း9ရဲ့လို့ဖြစ်တော့ကြောင်းနဲ့9ရဲ့ပါဝါဒီကတုံညာ9တုံညာဒီကဟူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရမှာမယ်ဆိုတော့တုံညာငါ50နဲ့မှ4ဆိုပြီးကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နှစ်ကြိမ်တီကစားပေးသွားခဲ့ပါတယ်တဲ့ကျွန်တော်ရဲ့ကိုမများကျွန်တော်ဒီမှာကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့တနင်္လာနေ့ပိတ်ရရှိနေပြီကြောင့်မယူလို့မရဘူးဆိုတော့ကျွန်တော်နောက်ပွဲကိုတွားကြည့်လိုက်ကြရအောင်ဗျာနော်ဒါပြီးခဲ့တဲ့ပွဲကအောင်မြင်မှုရရှိခဲ့တဲ့စနစ်ပထမပွဲကလည်းရရှိခဲ့တဲ့စနစ်ကျွန်တော်ရဲ့ကိုမများဒီစနစ်ကဆိုရင်အခုတွားနေတာတနင်္လာနေ့အင်္ဂါမာကြီးပဲစော့တာများနေပါတယ်ဗျာနော်ကျွန်တော်ရဲ့ကိုမများဒီချာချာလေးနားထောင်ပြီးတော့မှတ်သားသွားကြပါဗျာနော်ဒီ9ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီက4ရဲ့လို့ဖြစ်တော့ကြောင်းနဲ့4ရဲ့ပါဝါဒီကကို4 9ဒီကဟူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရပါမယ်ဆိုတော့ဒီ4 4 3 9ခွန်ဆိုပြီးတော့4 3ကျွန်တော်ရဲ့ကွန်မာများကျွန်တော်တို့4ရော9ရောကဏ္ဍနှလုံးသလုံးကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကွန်မာများကျွန်တော်တို့နောက်တစ်ပိနောက်တစ်ဆိုင်နောက်တစ်ပွဲကိုတွက်ကြည့်လိုက်ကြရအောင်ဒီ4ရဲ့ဒီ4ရဲ့ဒီကဏ္ဍနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကွန်မာများကျွန်တော်တို့8ရဲ့လို့ဖြစ်တော့ကြောင်းနဲ့8ရဲ့ပါဝါဒီက3 8 3ဒီကဟူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရပါမယ်ဆိုတော့30နဲ့မှ8 60နဲ့မှ8 80နဲ့မှခွန်30နဲ့မှ9ဆိုပြီး3ရော8ကောကျွန်တော်တို့2မျိုးသလုံးကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ပွဲကိုဆက်ကြည့်လိုက်ကြရအောင်ဒီ8ကဒီ3ရဲ့ဒီကဏ္ဍနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့1ရဲ့လို့ဖြစ်လို့တဲ့1ရဲ့ပါဝါဒီက6 6ဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ခူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့အင်္ဂါနေ့ညနေစင်းမှာပဲ60ဆိုပြီးတော့ဒီမှာလာပြီးကစားပေးသွားခဲ့ပါတယ်တဲ့ကျွန်တော်ရဲ့ကိုမများဒီပွဲမှာကကျွန်တော်တို့တနင်္လာကောဗုဒ္ဓဟူးကောပိတ်ရရှိနေကြမှာယူလို့မရဘူးဆိုတော့ကျွန်တော်နောက်တစ်ပွဲကိုတွားကြည့်လိုက်ကြရအောင်ဗျဒီ9ရဲ့ဒီ8တဲ့ဒီကဏ္ဍနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ခွန်ရလို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီကနှစ်ခွန်နှစ်ဒီကဟူးမကျော်မှာဝမ်းချင်းဖြစ်ကစားပေးရပါမယ်ဆိုတော့28 28 26ဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများနှစ်ကောဒီမှာ89ဗုဒ္ဓဟူးနဲ့ညနေစီမှာခွန်ရော9ရောကျွန်တော်တို့နှစ်မျိုးသလုံးကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်နောက်တစ်ပွဲကိုတွားကြည့်လိုက်ကြရအောင်ဒီ4ရဲ့ဒီနှလုံးဒီနှစ်ကကဏ္ဍနှလုံးပေါင်းချင်းဒီက4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါဒီကကို4 9ဒီကဟူးမကျော်မှာဗရိတ်ပြောတာဝမ်းချင်းဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့30နဲ့မှ9 90နဲ့မှ8 20နဲ့မှ9ဆိုပြီးကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ကစားပေးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ပွဲကိုတွားကြည့်လိုက်ကြရအောင်ဒီ6ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်တော့ကြောင်းနဲ့9ရဲ့ပါဝါဒီကလေ9လေးဒီကဟူးမကျော်မှာဝမ်းချင်းအဖြစ်ကစားပေးရပါမယ်ဆိုတော့50နဲ့မှ9ဒီ9ဆော့သွားပါတယ်48ဒီ4ကစားပေးသွားခဲ့ပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများအခုကျွန်တော်တို့ဒီတစ်ပွဲအတွက်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ3ရဲ့ဒီ1ကဒီကဏ္ဍနှလုံးပေါင်းချင်းဒီကလေကျွန်တော်ရဲ့ကိုမများ4ရဲ့လို့ဖြစ်တော့ကြောင်းနဲ့4ရဲ့ပါဝါဒီယာကို4 9ဒီယာဟူးမကျော်မှာဝမ်းချင်းပါတဲ့ကျွန်တော်ရဲ့ကိုမများကျွန်တော်ဟိုပွဲတွေရတော့သွားပြီးတော့ယူမပြတော့ဘူးကျွန်တော်ရဲ့ကိုမများဒီ4 9ဝမ်းချင်းကိုကျွန်တော်တို့ဘာနဲ့အပြီးကစားလဲဆိုတာလေးကိုကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ဟိုပွဲတွေမှာပြထားတယ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတစ်ပွဲကိုဟိုကနေသွားမပြတော့ဘူးကျွန်တော်ဒီ3ပွဲကိုပဲကျွန်တော်ပြပေးထားခဲ့ပါမယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်လိုက်ကြရအောင်နော်ဆော့ပင်နဲ့ပဲရေးမှရလိမ့်မယ်လေတူတယ်ဗျာဒီလေးရဲ့ဒီနှလုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့4ရဲ့လို့ဖြစ်တော့ကြောင်းနဲ့4ရဲ့ပါဝါဒီကကို4 9ဒီကဝမ်းချင်းပါတဲ့ဒီ4 9ဝမ်းချင်းကိုကျွန်တော်တို့ဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီ9ရဲ့ဒီ6ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းဒီ6ရဲ့ပေါင်းချင်းဒီကခွန်ရဲ့လို့ဖြစ်တော့ကြောင်းနဲ့ခွန်ရဲ့ပါဝါဒီကနဲ့ခွန်ရဲ့နက်ခတ်ဒီက3ည4 9ဝမ်းချင်းကိုခွန်နဲ့3ညနဲ့အပီးကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20နဲ့မှ9ဆိုပြီးတော့ဗုဒ္ဓဟူးနေ့ညနေစီမှာကျွန်တော်တို့ကစားပေးသွားခဲ့ပါတယ်တဲ့ဒါကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီတစ်ပွဲဖြစ်စဉ်လေးကိုပဲကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ပြပေးတာပေါ့နော်က
ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဒီ6ရက်ဒီ3ရက်ဒီနှလုံးပေါင်းချင်းကြီးရလဲကျွန်တော်ရဲ့ကိုမများ4ရက်လို့9ရက်လို့ဖြစ်လို့တဲ့9ရက်ပါဝါဒီရ4ပါတဲ့ဒီ6လေးဝမ်းချင်းကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ဒီ3ညရဲ့ဒီ8ကဒီ9ရက်တဲ့ဒီကနန်း3လုံးပေါင်းချင်းကြီးရကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ရက်လို့ဖြစ်လို့တဲ့3ရက်ပါဝါဒီရ8 3ရက်နက္ခတ်ဒီရ9ကိုလေးဝမ်းချင်းကို385နဲ့အပြီးကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့40နဲ့မှ8 50နဲ့မှ9ဆိုပြီးတော့ကျွန်တော်တို့တနင်္လာအင်္ဂါမှာပဲကျွန်တော်တို့နှစ်ပွဲအောင်မြင်မှုရရှိခဲ့ပါတယ်တဲ့ကျွန်တော်ဒါဒီ83ကဆိုရင်တော့ကျွန်တော်တို့ဒါအင်္ဂါနေ့မနေ့စီမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကခုမကျော်3မိုင်နဲ့ပေးထားခဲ့တယ် main quad လည်းမိခဲ့ပါတယ်ဗျကျွန်တော်ရဲ့ဖွဲ့ဝင်နေနော်ကဲဒါဆိုရင်ကျွန်တော်တို့ကအခုဒီတပွဲမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ကောင်မများဒီတစ်ကဲ3ရဲ့နှလုံးပေါင်းချင်းဒီက4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါဒီကကို4 9ဒီက1ချင်းပါတဲ့ခုမကျော်မှာဒီ4 9 1ချင်းကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမယ်ဆိုတော့ဒီ3ညရဲ့ဒီ4ရဲ့ဒီ4ရဲ့ဒီ3ညရဲ့ဒီ6ရဲ့ဒီကနန်း3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကောင်မများ3ညရဲ့လို့ဖြစ်တော့ကြောင်းနဲ့3ညရဲ့ပါဝါဒီက9 3ညရဲ့နက္ခတ်ဒီကခွန်3 4 9 1ချင်းကို3ည9ခွန်နဲ့အပြီးကစားပေးရပါမယ်တဲ့ကျွန်တော်ရဲ့ကောင်မများဒါဆိုရင်ကျွန်တော်တို့ဗရိတ်ရာဆိုရင်လည်း83ဗရိတ်ကို619နဲ့ကစားပေးရပါမယ်၄9 1ချင်းကိုလည်း305ခွန်နဲ့ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ဒီပုံမှာမြတ်ကျွန်တော်တို့ကဏ္ဍလေးတွေတော့စစ်ပြီးတော့မွမ်းမံပြီးတော့စီစစ်မွမ်းမံပြီးတော့ကျွန်တော်တို့ရွေးထုတ်ဖို့အချိန်ခါလေးလည်းကျွန်တော်တို့လိုအပ်ပါသေးတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်ဒီပုံမှာမြတ်ကျွန်တော်တို့နောက်တစ်ပွဲကိုကျွန်တော်တို့တွားကြည့်လိုက်ကြရအောင်ကျွန်တော်ဒီပုံမှာမြတ်ကျွန်တော်တို့ဒီမှာ83ပရိတ်ကို6တိကိုနဲ့လည်းရပါပြီ4ကို1ချင်းကို305ခွန်နဲ့လည်းရသွားပြီဆိုတော့ကျွန်တော်လုံးမိုက်စနစ်ကိုပြန်ပြီးတော့ပွားလိုက်ကြရအောင်ကျွန်တော်ရဲ့ကိုမများဒါကျွန်တော်ရဲ့ကိုမများဒီထိတ်ကနေစမှာဗျာနော်ဒီတင်9 3ကနေပြီးတော့ကျွန်တော်ရဲ့ကိုမများဒီခွန်38ထိဒီကဏ္ဍ3လုံးပေါင်းတော့8ဖြစ်တယ်ဒါတော့နောက်မှဝင်လာတယ်ကျွန်တော်ကိုမများနားမလဲမှာဆိုတော့ဒါထမှန်ပြီးကျွန်တော်ရှင်းပြတာပါဗျာနော်ကဲကျွန်တော်ဒီကနေစမှာဗျာနော်နောက်တဲ့ရှစ်တစ်ဆိုင်ကဒီ1 2 5 3လုံးပေါင်းချင်းကြီးရရှိရလို့ဖြစ်လို့ရှစ်တလုံးကမပြောက်ပတ်ဒီပါဆိုတော့9ချက်နဲ့မှ8ကျွန်တော်ဒီမှာလာပြီးတော့ကျွန်တော်ရဲ့ကိုမများဒီ9 1 8ကဏ္ဍ3လုံးပေါင်းချင်းကြီးရလည်းရှိရလို့ဖြစ်လို့ဒီမှာ8ကနှစ်ဆိုင်ရရှိထားပါတယ်ဗျာနော်ကျွန်တော်ရဲ့ကိုမများကလင်နာရှိတယ်ကျွန်တော်ရဲ့ကိုမများလည်းတရားစစ်ကြည့်ပါအမလဲလည်းကျွန်တော်ရဲ့ကိုမများလည်းကျွန်တော်ရဲ့ channel လေးကို subscribe ကလေးလုပ်ပေးထားပါပြီးရင်ကျွန်တော်တို့ထပ်မံပြီးတော့နောက်တစ်ချိန်ကြည့်ရှုပေးကြပါဗျကျွန်တော်လူဦးရေခုနက900ကျော်သွားပါတယ်ဗျကျွန်တော် like လဲလက်မလေးတွေပေးတာကျွန်တော်ရဲ့ကိုမများက400ကျော်လေးပဲရှိပါသေးတယ်ကျွန်တော် like တဲ့လက်မလေးတွေနဲ့အားပေးကြပါဗျဝန်းရံပေးကြပါဗျ channel လေးကို subscribe မနေရသေးကျွန်တော်ရဲ့ကိုမများလည်း subscribe ကလေးနှိပ်ပေးတာပါအခုတိုက်ရိုက်ထုံးလွှင့်နေတဲ့ channel လေးရဲ့အပေါ်မှာလည်းကျွန်တော်အဲ caption ပေါ်မှာလည်းကျွန်တော်ရဲ့ကိုမများကျွန်တော် channel အသစ်ကလေးကိုချပေးထားပါတယ်ဗျလင်လေးကိုအဲ့ဒီမှာလဲသွားရောက်ပြီးတော့ channel အသစ်ကလေးကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ကိုမများsubscribe ကလေးတွေနှိပ်ပေးထားကြပါလို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ channel လေးဒီအချိန်မရွေးကြာရှိသွားနိုင်တာကြောင့်ဟို channel လေးကကျွန်တော်တို့ဒါထပ်ဆောင်းပြီးတော့ကျွန်တော်ရဲ့ကိုမများအသစ်ကလေးကျွန်တော်တို့ထပ်ပြီးတော့လုပ်ထားပါတယ်ပေါ့နော်။ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့တွားကြည့်လိုက်ကြရအောင်။ကဲဒီ4ရဲ့5ရဲ့6ရဲ့ဒီကဏ္ဍ3လုံးပေါင်းချင်းကြီးရတဲ့ကျွန်တော်ဒါ8ပိုင်းစနစ်ကိုကျွန်တော်ဒါကီးနဲ့တွဲပြမှာပါဗျာနော်ဒီကဏ္ဍ3လုံးပေါင်းချင်းကြီးရကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့တဲ့ဒီ9တလုံးကိုကျွန်တော်တို့ဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ4ရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းကြီးရကျွန်တော်ရဲ့ကိုမများ3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နက္ခတ်ဒီက9တလုံးပိုင်းကို385နဲ့ကျွန်တော်ရဲ့ကွန်မာများဟူးမကြော်မှာကစားပေးရပါမယ်ဆိုတော့50 30နဲ့မှ9ဆိုပြီးတော့ကျွန်တော်ရဲ့ကွန်မာများကျွန်တော်တို့
အင်္ဂါနေ့မနေ့ဈေးမှာပဲကစားပြီးသွားခဲ့ပါတယ်တဲ့ကျွန်တော်ဟိုရှိရနေပြီးသွားပြီးမပြပြီးတော့ဗျာကျွန်တော်ဒီရနေပဲကျွန်တော်စလိုက်ကြမယ်ဗျာနော်ကျွန်တော်ရဲ့ကိုမများအချိန်ကြီးလဲကျွန်တော်တို့ကြာညွှင့်နေကြဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့စက်ကြည့်လိုက်ကြရအောင်ဒီ3ရဲ့ဒီ5ရဲ့ဒီ1ရဲ့တဲ့ဒီကဏ္ဍ3လုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့တဲ့9ဒီကလုံးပိုင်ပါတဲ့ဒီ9တလုံးပိုင်ကိုကျွန်တော်တို့ကဘာလဲအပြီးကစားပြရပါမယ်ဒီ9ရဲ့ဒီခွန်ရဲ့ဒီနှလုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများ2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့ပါဝါဒီကခွန်2ရဲ့နှစ်ခတ်ဒီက4 9တလုံးပိုင်ကို2ခွန်4နဲ့9တလုံးပိုင်ကို2ခွန်4နဲ့အပီးကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20နဲ့မှ9ဆိုပြီးတော့ဗုဒ္ဓဟူးနဲ့ညနေစီမှာပဲကျွန်တော်တို့ကစားပြီးသွားခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့စက်ကြည့်လိုက်ကြရအောင်ဒီ9ရဲ့ဒီ8ရဲ့ဒီ6ရဲ့တဲ့ဒီကဏ္ဍ3လုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများဒီ9ရဲ့6ရဲ့ပေါင်းတော့ခွန်ရဲ့လို့ဖြစ်လို့ဒီ3 6နဲ့ပေါင်းရင်းဒီက3ရဲ့လို့ဖြစ်တော့ကြောင်းနဲ့ဒီ3တလုံးပိုင်ကိုကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီ3ညရဲ့ဒီနှစ်ကဏ္ဍနှလုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများ2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့ပါဝါဒီကခွန်2ရဲ့နှစ်ခတ်ဒီက4 3တလုံးပိုင်ကို2ခွန်4နဲ့အပြီးကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများ90နဲ့မှ3ဆိုပြီးတော့ဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့အောင်မြင်မှုတွေရရှိခဲ့တဲ့ main orquest စနစ်တွေပါဗျာနော်ကျွန်တော်အင်္ဂါနေ့မနေ့ဈေးမှာပဲစတင်ပြီးတော့ကျွန်တော်တို့ကစားပေးသွားခဲ့ပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့စက်ကြည့်လိုက်ကြရအောင်ဒီခွန်ရဲ့ဒီ3ရဲ့ဒီ8ရဲ့တဲ့ဒီကဏ္ဍ3လုံးပေါင်းရင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့8ရဲ့လို့ဖြစ်တော့ကြောင်းတဲ့8ရဲ့လို့ဖြစ်တော့ကြောင်းနဲ့ဒီ8တလုံးပိုင်းကိုကျွန်တော်တို့ကဘာတွေနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ4ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းရင်းဒီကခွန်ရဲ့လို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နက်ခတ်ဒီက3ည8တလုံးပိုင်းကိုကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ခွန်နဲ့3ညနဲ့အပြီးကစားပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်တို့ပြည့်စုံသွားပါပြီဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်ကျော်လေးမှာကဏ္ဍလေးတွေကျွန်တော်ရေးပေးပါမယ်ဗျကဲကျွန်တော်ရဲ့ကိုမများကဲပြီးခဲ့တဲ့ဘွဲကလိုပဲအဖွဲ့ဝင်များလိုပဲအောင်မြင်မှုတွေရရှိကြပါတယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများရှစ်တလုံးပိုင်းနဲ့ကြိုင်နှစ်သက်လို့အဖွဲ့ဝင်ကြပါတယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်ရဲ့ Viber ဖုန်းကျွန်တော်ရဲ့ Viber ဖုန်း39843222365မှာလာရောက်ပြီးတော့ Viber မှာလည်းလာရောက်ပြီးယူနိုင်ပါတယ်ဗျနော်လာရောက်ပြီးလက်တွဲပြီးတော့အဖွဲ့ဝင်ပြီးယူနိုင်ပါတယ်ဗျကျွန်တော်ရဲ့ Telegram channel လေးကတော့ SSAI sign LAUNG နောင် sign နောင်ဒူးဒီဆိုပြီးတော့လေ Telegram channel လေးမှာလည်းViber မရှိတဲ့ကျွန်တော်ရဲ့ကိုမများလာရောက်ပြီးတော့ယူနိုင်ပါတယ်ဗျနော်ကဲကျွန်တော်ပြီးရင်ဒီမှာကဏ္ဍလေးတွေချပြီးတော့စီပေးပါမယ်ဗျကျွန်တော်ရဲ့ကိုမများအောင်နော်ကျွန်တော်ကဏ္ဍလေးတွေချပြီးစီပေးပါမယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်နဲ့ကျွန်တော်ရဲ့ကိုမများ Telegram channel လေးကိုမမှတ်မိတဲ့ကျွန်တော်ရဲ့ကိုမများစကွန်ရှော်လေးတွေရိုက်ပြီးတော့ယူသွားကြပါဗျဒီကြာကြာလေးမှတ်သားထားကြပါဗျနော်ကဲဒါဆိုရင်ကျွန်တော်ကဏ္ဍလေးတွေရေးပြပါတော့မယ်ဗျာနော်ကဲကျွန်တော်ရဲ့ကိုမများဒါ6ရက်9လ2026မှာကျွန်တော်တို့10ရက်6လ2020အထိကျွန်တော်ရဲ့ကိုမများမပြောက်ပတ်ပြီးမွေးကနန်းစနစ်ပါဗျဒါခုမကျော်ကခုမကျော်တစ်ဆိုင်ပါဗျနော်ကျွန်တော်ရဲ့ကိုမများကျွန်တော်
mà béo bẹt thì cho nó cũng mà nhá cho nó đủ ship bẹt thì bà cho nó cũng mà nhá chỉ ship cái lông bánh của cho nó đủ á con hết đồng nhà này à bị cái giá bị à bà mẹ số đó ship xe này mà con ship xe này mà nè ship xe số biểu cho nó cũng mà nhá cho nó đủ đã à mùi à bà mẹ nó bật thế cả cho nó hoàn chỉnh của cho nó nhìn bị lại bà mẹ gì bị lại bà mẹ nó để cô hoàn chỉnh cho nó của mà mẹ cho nó không mà cho bà nó để cô hoàn chỉnh cho nó của mà mẹ con hết đồng nhà này lấy cô hoàn chỉnh à bị cái giá bị à bà mẹ số đó cho nó của mà mẹ cho nó đủ lý dễ lý ngã lý dễ này mà con cô này cho nó của mà mẹ cô dễ cô ngã cô không mà cho nó của mà mẹ ta cho nó của mà mẹ khá là nhiều đó cho nó đủ cái giá này để xem này cả không mà cho mà cái giá này vào đây cả nó ok chỉ vô sản vô dễ vô sáng nay ra cho nó ăn nhiều đi lại bây giờ mà ta thay ra bà bia nó cái phơi ngoài nhà mà sẽ cho nó ăn nhiều đi cái cho nó mà bơi để chết giảm mà đi để bơi để chết gì đi vào mẹ shit tông bơi đây cô cho nó cũng mà nhá cho nó cháo đi cô nè shit tông bơi cô cháo đi cô nè bị cái giá bị à bà mẹ rồi cho nó cũng mà nhá cháo này ship đi ra đó cho nó cũng mà nhá cho nó luôn cháo xe này nem bà bia nó cháo này tông bơi đây rồi cho nó cũng mà nhá cho nó luôn lý đấy cháo này tông bơi đây rồi cho nó luôn cháo xe này mà không mà bia trên này ship đây rồi cho nó cũng mà nhá cho nó luôn tiếc không mà bia tiếc không trên này tông bơi bà rồi cho nó cũng mà nhá cho nó luôn 1 2 吧 ကိုနဲ့ရှစ်ပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့
ကိုဘူးကိုနဲ့3ပဋိပါဆိုတော့90နဲ့မှ4ပါတဲ့ကျွန်တော်ကိုမများကဲကျွန်တော်ရှိမှလာရောက်ဖွဲ့ဝင်ခြင်းပါဆိုတော့ကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ရဲ့ KB ဝေပေးဖုန်းနံပါတ်ကလေးကျွန်တော်ရေးပေးထားခဲ့ပါဦးမယ်ကျွန်တော်ရဲ့ကိုမများနော်ကဲကျွန်တော်ရှိမှာရှစ်တလုံးပိုင်းနဲ့အဖွဲဝင်ခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တပတ်စာလုံးမှာကျွန်တော်တို့1000ကျပ်ထဲနဲ့ကျွန်တော်ရဲ့ကိုမများကိုကျွန်တော်တို့အဖွဲဝင်လို့စတင်ပြီးကျွန်တော်တို့အဖွဲဝင်လို့ရပါပြီဗျာနော်ကျွန်တော်ရဲ့ KB ဖုန်းနံပါတ်ကကျွန်တော်ရဲ့ KB ဝေပေးဖုန်းနံပါတ်က39နဲ့39 66နဲ့340ချောင်းနေတဲ့မှာကျွန်တော်ရဲ့ကိုမများလာရောက်ပြီးတော့ကျွန်တော်တို့KB ဝေပေးမှာကျွန်တော်ရဲ့ကိုမများကျွန်တော်တို့တပတ်စာလုံးမှာကျွန်တော်ဒါကျွန်တော်ရဲ့ KB ဝေပေးဖုန်းနံပါတ်ပါဗျ66နဲ့340 6နဲ့ပါဗျနော်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့8843222365ပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်တပတ်စာလုံးမှာ1000ကျပ်ပါကျွန်တော်တို့မနေ့တစ်ချိန်ညတစ်ချိန်နေ့ကြိုက်ကဏ္ဍလေးတွေလည်းပုံမှန်ပို့ပေးပါမယ်ဗျာနော်စစ်ပတ်ကြီးနဲ့အဖွဲ့ဝင်ခြင်းပါဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်398843222365ပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ Telegram Channel လေးကတော့ SSAI sign LAUNG နောင် sign နောင်ဒူးရီဆိုပြီးတော့ကျွန်တော်ရဲ့ Telegram Channel လေးမှာလည်းလာရောက်ပြီးတော့အဖွဲ့ဝင်လို့ရပါတယ်ဗျာနော်ကျွန်တော်ရဲ့ကိုမများကျွန်တော်တပတ်စာလုံးမှာ1000ကျပ်သေးပါပဲဗျာနော်ကဲဒီမှာဒီကဏ္ဍလေးတွေကိုကျွန်တော်ရဲ့အကူမများမမှတ်မိတဲ့ကျွန်တော်ရဲ့အကူမများကျွန်တော်စကွန်ရှော်လေးတွေရိုက်ပြီးတော့ယူသွားကြပါဗျာနော်ကျွန်တော်ဒါတော့ကျွန်တော်တို့တပတ်စာလုံးမွေးရမယ့်ကဏ္ဍမဟုတ်ပါဘူးဒါကကျွန်တော်ရဲ့အကူမများကျွန်တော်တို့ဟူးမကြော်ပါဗျာနော်ဒီဘရိတ်ကလည်းကျွန်တော်ရဲ့အကူမများကျွန်တော်တို့ဒါ83ဘရိတ်ကဆိုရင်လည်းကျွန်တော်တို့ဒါဟူးမကြော်ပါပဲဗျာနော်ကျွန်တော်ထပ်ရေးပေးလိုက်ပါဦးမယ်ဘူးမကြော်ဒီပါပဲဗျာနော်ဘူးမကြော်မွေးပါကျွန်တော်ကိုမများမွေးပါဗျာနော်ကဲကျွန်တော်ကိုမများ main အော့ကွက်ကလေးတွေနဲ့ကျွန်တော်ရဲ့နေတဲ့ကဏ္ဍလေးတွေကိုလိုချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့sorryဗျာအခုမှအမှန်ကိုကျွန်တော်ပြန်ကြည့်မိတယ်ဟုတ်တယ်ဗျာဟုတ်တယ်လီကိုဝမ်းကြီးကို359ခုနဲ့ကမှာ359ခုနဲ့လီကိုဝမ်းကြီးကို359ခုနဲ့ဆိုတော့ကျွန်တော်ဒီမှာပဲမှားတာပါဗျအကုန်လုံးမှန်ပါတယ်ဗျာနော်လီကိုဝမ်းကြီးကို359နဲ့939ခုလည်းဟုတ်ပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုမများလာရောက်ပြီးတော့အဖွဲ့ဝင်ခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ဦးလေးတွေအန်တီတွေအကိုတွေအမတွေညီလေးတွေညီမလေးတွေကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်စရောက်ပြီးစတင်ပြီးတော့ကျွန်တော်တို့အဖွဲ့ဝင်လို့ရပါပြီဗျာနော်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့399843222365ပဲဖြစ်ပါတယ်ကြညာဖြစ်ပြောတာ399843222365ပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ Telegram channel လေးကတော့ SSAI sign LAUNG နောင် sign နောင်ဒူးရီဆိုပြီး Telegram channel လေးမှာလည်းလာရောက်ပြီးအဖွဲ့ဝင်လို့ရပါတယ်ဗျာနော်ကဲကျွန်တော်တို့တပတ်စာလုံးမှာ1000ကျပ်တင်တယ်ကျွန်တော်တို့
စတင်ပြီးတော့အဖွဲ့ဝင်လို့ရပါပြီဗျယုံကြည်မှကြိုက်နှစ်သက်တယ်ဆိုမှကျွန်တော်အကူမများလာရောက်ပြီးတော့အဖွဲ့ဝင်ကြပါဗျာနော်ကျွန်တော်ညီတူတူတယောက်ကိုမှဇော်တင်းမခေါ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုအဖွဲ့ဝင်ခေါ်ရတဲ့အကြောင်းရင်းရလဲကျွန်တော်စာရွက်စာတမ်းကလေးတွေကျွန်တော်ဘေးဘူးတွေစာရွက်ဘောပင်ဘူးလေးတွေပေါ့ဗျာဒါလေးတွေကိုကျွန်တော်အကူမများကိုကျွန်တော်ပြန်ပြီးတော့အကူအညီတောင်းရခြင်းပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မန်ပါခေါ်စားတာမဟုတ်ပါဘူးကဲကျွန်တော်ရဲ့ live show စီစဉ်လေးကိုပြီးဆုံးတိုင်အောင်ကြည့်ရှုအားပေးကြတော့9ရက်သားသမီးအပေါင်းနဲ့9ရက်သားသမီးအပေါင်းနဲ့ကျွန်တော်ရဲ့ live show စီစဉ်လေးကိုစင်တာဝရစောင့်မျိုးကြည့်ရှုလေးရရှိကြတော့စောင့်မျိုးအားပေးလေးရရှိကြတော့ကိုဆိုင်ကိုစင်တာဝရအားပေးလေးရရှိကြတော့ကိုဆိုင်ရဲ့အမျိုးလေးစိတ်ချမ်းသာလို့ကိုချမ်းသာကြပါစေကြနော်ကြံနိုင်အောင်လို့ဆောင်းနှမ်းမြတ်တဲ့ကိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများလေးဖြစ်ကြပါစေကျွန်တော်ရဲ့ live show လေးကိုပြီးဆုံးတိုင်အောင်ကြည့်ရှုပေးသွားကြတော့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေလို့ပြောကြားရင်းနဲ့ကျွန်တော်ရဲ့ live show စီစဉ်လေးကိုဒီနေရာမှာကျွန်တော်တို့ရန်နာခွင့်ပြုပါအောင်ဗျာနော်